လားလူပွဲလားရန်ပွဲလားမတဲခွဲတဲ့အသင်းကြီးနှစ်သင်းအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport Galaxy မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာ National League ဖလားအတွက်အဆုံးဖြတ်ပွဲလို့ပြောလို့ရတယ်ရန်ကုန် United နဲ့ Shine United တို့ရဲ့ပွဲပြီးသုံးသက်ချက်ကိုဆက်လက်တင်ဆက်ပေးပါမယ်တကယ်ဆိုရင်ဒီပွဲဟာလက်ရှိရာသီမှာ League ဖလားအတွက်အပြိုင်ဆိုင်ဖြစ်နေတဲ့အသင်းကြီးနှစ်သင်းထိပ်တိုက်တွေ့ဆုံရတဲ့အတွက်ပရိသတ်တွေအာရုံစိုက်မှုကိုအခိုင်အဆုံးပွဲစဉ်တစ်ပွဲဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်ပွဲမစခင်အခြေအနေတွေကရန်ကုန် United အသင်းဟာအိမ်ကွင်းအားသာချက်တွေနီးပြသည့်ယူကီလက်ထက်6ပွဲဆက်တိုက်နိုင်ပွဲရထားတဲ့စံချိန်တွေနဲ့အတူယုံကြည်မှုအပြည့်နဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်တစ်ဖက်က Shine United အသင်းကလည်း16ပွဲဆက်တိုက်ရှုံးပွဲမရှိအောင်ထိန်းထားနိုင်တဲ့အပြင်အဝေးကွင်း10ပွဲဆက်တိုက်နိုင်ပွဲရထားတဲ့စံချိန်နဲ့အတူခြေစွမ်းကောင်းပြသနေတဲ့အသင်းဖြစ်တာကြောင့်ပွဲကြိုခံမှန်းချက်တွေမှာနှစ်သင်းစလုံးဂိုးရဖို့အခွင့်အရေးပြိုင်သူရှိတယ်လို့ယူဆထားကြတာဖြစ်ပါတယ်မြန်မာ National League ရဲ့တိုက်စစ်အကောင်းဆုံးအသင်းတွေဖြစ်တာကြောင့်ဂိုးတို့အပြန်အလှန်ရရှိမယ်လို့ခန့်မှန်းထားကြတာပါအခုလိုပွဲကြိုသုံးသက်ချက်တွေနဲ့အတူစိတ်လှုပ်ရှားပွဲစတင်ခဲ့တဲ့ဒီပွဲစဉ်ကြီးမှာတော့နှစ်သင်းစလုံးဟာအပြင်းထန်ရှင်ပြိုင်ကစားခဲ့ကြပေမဲ့မြည်သူမှဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တဲ့အတွက်ဂိုးမရှိသေးကြခဲ့ပါတယ်အားလုံးထင်ထားသလိုဂိုးတွေကိုမြင်တွေ့ရခြင်းမရှိဘဲနှစ်သင်းစလုံးရဲ့တိုက်စစ်တွေကဒီပွဲမှာခါတိုင်းပွဲတွေထပ်ပို့ပြီးတော့ပုံမှန်ခြေစွမ်းအောက်ကိုကြာရောက်နေခဲ့တာပါ။ Shine United အသင်းကပွဲကိုစိုးမိုးကစားနိုင်မှုစ조사ခဲ့ပြီးအစောပိုင်းဖိကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပွဲစဉ်ကြာလာတာနဲ့ပွဲကတော်တော်ကိုပြင်းထန်လာခဲ့တာပါ။ပြင်းထန်တာကရှင်ပြိုင်မှုပြင်းထန်တာမဟုတ်ပဲရန်ပွဲတွေပြင်းထန်ခဲ့တာပါ။တစ်ဖက်ကဘောလုံးရပြီဆိုတာနဲ့ကျန်တဲ့သင်းကဘောလုံးကိုအသေးရအရှင်ရဖြတ်ပစ်တာကြီးကတော်တော်ကြီးရဆိုခဲ့တဲ့အထဲတော့ပါပါတယ်။အမြဲလိုပြစ်ဒဏ်ဘောတွေပဲအလီလီပေးနေရပြီးပြိုင်ပွဲရဲ့တန်ဖိုးကဒီရန်ပွဲတွေမှာပဲအချိန်ကုန်နေခဲ့တာပါရန်ကုန် United တိုက်စစ်မှုမိုဂူးဆိုရင် Shine United ကစားသမားရိမင်းသူရဲ့မစင်မကျင်ဖြတ်ထုံးမှုကြောင့်ခြေထောက်ပါကျိုးခဲ့ရတဲ့အထီကိုဖြစ်ခဲ့တာပါဒီခြေထောက်ကျိုးတဲ့ဒဏ်ရာကြောင့်မိုဂူးတယောက်ကစားသမားဘွားကပါနားရတဲ့အထီကိုထိခိုက်နိုင်ခြေတောင်ရှိနေပါတယ်အဲ့လိုပြောလို့ရန်ကုန်ကလူမချဘူးလားဆိုတော့လည်းမဟုတ်ပါဘူးချပါတယ်ရှမ်းကစားသမားတွေကန်ကောင်းလို့ခြေထောက်မကျိုးတဲ့အခိုက်အတန့်တွေတော့ရှိခဲ့ပါတယ်အခုလိုအခြေအနေတွေနဲ့ပဲပွဲပြီးတဲ့အထိကန်သွားခဲ့ပြီးတစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်းနိုင်ကြပဲဂိုးမရှိသေးပဲကြာခဲ့ကြတာပါဒီဂိုးမရှိသေးရလာကြောင်းရှမ်းကတော့ National League မှာအရေးတာနေစေဖြစ်ပြီးတော့လက်ကျန်ပွဲတွေအားလုံးနိုင်အောင်ကစားနိုင်မယ်ဆိုရင်ဖလားကိုသိမ်းပိုက်နိုင်တော့မှာပါရန်ကုန် United ကတော့သူတို့ရဲ့ဂိုးသွင်းအများဆုံးကစားသမားမိုဂူးကိုဆုံးရှုံးလိုက်ရတဲ့အပြင်အခုလိုအိမ်ကွင်းမှာနိုင်ပွဲလည်းမရရှိသေးတာကြောင့်ဒီဟာဒီမှာလည်းဒုတိယနေရာနဲ့ပဲပြီးဖို့ကများနေပါပြီဒါပေမဲ့လည်းလက်ကျန်ပွဲတွေမှာရှမ်းကခြေချော်သွားမလားကိုဆက်လက်စောင့်ကြည့်သွားရအောင်ပါနီးပြယူကီလက်အောက်မှာပြိုင်ပွဲတိုင်းကိုဂိုးပြတ်နိုင်ယူထားခဲ့ပေမဲ့အခုလိုပွဲကြီးမှာတော့ရှမ်းလုံအသင်းကအနိုင်မကန်နိုင်သေးဘူးဆိုတာမြင်ခဲ့ရပါတယ်ဒီထက်တိုးတက်ဖို့တော့လိုအပ်နေပါသေးတယ်ရာသီကုန်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့သိချင်နေပါပြီခင်ဗျာကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လဲပြည်တွင်းဘလုံးသတင်းတွေနိုင်ငံတကာဘလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါအောင်နောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ